ဒီမေးခွန်းလေးကိုဖြေပေးမယ်နော်ဂျိုင်းဖောင်းလို့ဘယ်လိုလုပ်ရမလဲဒီစာအုပ်တွေထဲမှာပါတဲ့ဂျိုင်းညှက်နီးနဲ့ညှက်မယ်ဆိုလို့ရှိရင်ဂျိုင်းပြဿနာလုံးဝမရှိပါဘူးဂျိုင်းမှာအပိုးအလိုမရှိကွက်တိကြပါတယ်အယောက်30မှာဆိုရင်တစ်ယောက်လောက်ကပဲအဆင်မပြေဖြစ်တတ်တယ်ဒီနေရာမှာဂျိုင်းသားဖောင်းနေတာအဲ့ဒီလိုဖောင်းနေတာဆိုလို့ရှိရင်ဂျိုင်းတောက်ထည့်ရမယ်အဲ့ဒီဂျိုင်းတောက်ထည့်နည်းကိုပြောပြမယ်လူတိုင်းကိုတော့ထည့်စရာမလိုပါဘူးလူတိုင်းမှာထည့်မယ်ဆိုလို့ရှိရင်တော့မလိုအပ်ဘဲနဲ့ရင်ဘတ်မှာဖောင်းသွားမယ်နိုးဗရာမဟုတ်တဲ့အတွက် daily day မှာဆိုလို့ရှိရင်ဒီရင်ဘတ်ဖောင်းသွားလို့ရှိရင်လည်းအဆင်မပြေဘူးချက်ကက်ကက်မဖြစ်ပါဘူးဒါကြောင့်မလို့လိုအပ်တဲ့သူမှထည့်ဖို့အတွက်ကိုဂျိုင်းတောက်ထည့်နည်းလေးပြောပြမယ်နော်ဒီပန်းရောင်စာအုပ်ထဲမှာဂျိုင်းဖောင်နီးပါတယ်ဒီဂျိုင်းဖောင်နီးရဆိုလို့ရှိရင်အယောက်30မှာအယောက်30မှာဆိုရင်29ယောက်လောက်အတွက်ကိုအဆင်ပြေတယ်ဒီဂျိုင်းကဘာမှမဖောင်ပေါ့နော်အပိုလိုမရှိကွက်တီရတယ်ဒီဂျိုင်းဖောင်နီးရဒါပေမဲ့အယောက်30မှာ1ယောက်လောက်ကဖောင်းတတ်တယ်ဒီနေရာမှာပွားတတ်တယ်ဒီနေရာမှာပွားတတ်တယ်ဒီနားလေးမှာအဲ့ဒါဘာဖြစ်လို့ပွားတာလဲဆိုလို့ရှိရင်ရင်ကဖောင်းပြီးတော့လက်မောင်းသေးနေလို့အဲ့ဒီလိုမျိုးခက်ခဲရှိတဲ့နေရာမျိုးမှာဆိုလို့ရှိရင်ဒီနေရာပွားတတ်တယ်အဲ့ဒီလိုပွားတဲ့ဟာကိုအခုတောက်ဘလို့ထိုးမလဲဆိုတာကိုပြောပြမယ်ဒါကတော့နောက်ချမ်းဆွဲပြီးသားနောက်ချမ်းဆွဲပြီးသားဒီပန်းရောင်စာအုပ်ထဲကအတိုင်းပဲဆွဲထားတာဒါကတော့ရှေ့ချမ်းဆွဲပြီးသားနော်ပန်းရောင်စာအုပ်ထဲကအတိုင်းပဲဆွဲထားတာဒါပေမဲ့ဒီနေရာလေးမှာပွားတာကိုဘလို့ပတ်တန်ကိုတောက်ထပ်ထည့်မလဲဆိုတာကိုပြောပြမယ်ဒါကတော့ညှက်ပြီးသားပေါ့ဟိုကိုညှက်မယ်ဆိုလို့ရှိရင်တော့မညှက်ခင်မှာဒီလိုမျိုးတောက်ကထည့်မှာအခုကတော့မြင်သားအောင်လို့ညှက်ပြီးသားကိုပြတာအဲ့တော့ဒါကတော့သူ့ရဲ့နောက်ချမ်းကိုပြန်ပြီးတော့ဆွဲပြတာဒါကတော့နောက်ချမ်းရသွားပြီရှေ့ချမ်းရသွားပြီအဲ့တော့ဒီမှာက2လက်မပို့ခဲ့တယ်တစ်ခွဲပြန်ပြီးတော့ချိုးပြီးတော့ကျဲသည်တက်စာအတွက်4စိတ်ချန်ပြီးတော့တစ်ခွဲခောက်တယ်ဆိုတော့ဒီမြင်းဆွဲလိုက်တာကဒါကတစ်ခွဲခောက်ပြီးသားဆိုတဲ့အဓိပ္ပာယ်ကိုဆွဲလိုက်တာအဲ့တော့ဒီရှေ့ထောက်ထည့်မယ်ဆိုလို့ရှိရင်ရှေ့ထောက်ကပခုံးကနေဒီထိတ်ကို30ခွဲခါးသိမ့်တဲ့နေရာက15အောက်ဆုံးကိုထည့်မယ်အဲ့တော့ဒီအကွာဝေးက4လက်မဒါကကြတော့ရင်အပိန်ဝပုံမူတည်ပြီးတော့ဘယ်လောက်ထည့်ရမလဲဆိုတာစောက်ထဲမှာဇယားရှိတယ်အဲ့ဒီဇယားအတိုင်းပဲတောက်ကတောက်ကွာဝေးကိုယူတာပေါ့နော်ဒါကကြတော့လူကိုတိုင်းတဲ့အကွာဝေးအဲ့တော့ဟိုဘက်4စိတ်ဒီဘက်4စိတ်အောက်ကိုလည်းဟိုဘက်4စိတ်ဒီဘက်4စိတ်ဒါအောက်တောက်ထည့်လိုက်ပြီထည့်လိုက်တော့ဂျိုင်းတောက်ထည့်မယ်ဒီဂျိုင်းတောက်ကိုမပွားတဲ့သူအတွက်ဆိုတော့မထည့်ဘူးပွားတဲ့သူအတွက်ပဲထည့်မယ်အဲဒီမှာဒီနဲ့က4လက်မအကွာ4လက်မအကွာမှာဒီအပြင်ကို4စိတ်တောက်မှန်ကြားထွက်လိုက်မယ်ထွက်ပြီးတော့မှဒီတွင်းထဲကို2ခွဲဒီတွင်းထဲကို2ခွဲ3ဝင်မယ်အဲ့ဒီ3ကိုဒီရဲ့ထိတ်ကိုလှမ်းပြီးတော့ဥတီတဲ့သဘောမျိုးပေါ့နော်ဒီလိုမျိုးဒီနဲ့ကမြင်းဖြောင်ဆွဲမယ်
ရင်းဖြောင်းဆွဲပြီးရင်ဒီလိုမျိုးအပေါ်ဝိုက်လိုက်မယ်နော်အပေါ်6စိတ်ဝိုက်လိုက်မယ်ဝိုက်လိုက်မယ်ဆိုရင်ဒါရေကူးတောက်ရပြီဒါရေကူးတောက်ရပြီအခုကဒီလိုရေကူးတောက်ကိုမထည့်ဘူးရေကူးတောက်မထည့်ဘူးဂျိုင်းတောက်ပဲတီးတန့်ထည့်မှာကိုပြောပြတဲ့အတွက်ဒီကနေဒီကို3လက်မှယူမယ်3လက်မှယူမယ်3လက်မှကနေဒီဘက်ကို4စိတ်ထွက်မယ်4စိတ်ထွက်ပြီးတော့ဒီလိုမျိုးယူလိုက်မယ်ဒါဆိုရင်ဒီဂျိုင်းတောက်ကဒီလိုချိုးလိုက်မှာနော်ဒီလိုချိုးပြီးတော့ချုပ်လိုက်မှာဘယ်နေရာဥတီလဲဆိုတာကဒီမှာရေကူးတောက်ကိုပြောပြထားတာတကယ်လို့ရေကူးတောက်ထည့်မယ်ဆိုတော့ဒါကတော့ဒီလိုညှက်ထုတ်လိုက်မယ်ညှက်ထုတ်ပြီးတော့ဒီလို4စိတ်ပို့ပြီးတော့ဒီနေရာမှာညှက်ထုတ်မယ်ညှက်ထုတ်ပြီးတော့ပြန်ပြီးတော့ဆက်မယ်ဒီဘက်ကလည်းချုပ်စာ4စိတ်တင်မယ်ဒီဘက်ကလည်းချုပ်စာ4စိတ်တင်မယ်ပြန်ဆက်မယ်နော်အဲ့ဒီတော့အခုကကြတော့ရေကူးတော့မထည့်ဘူးဂျိုင်းတောက်ထည့်တဲ့နည်းကိုပြောပြနေတာဖြစ်တဲ့အတွက်ဂျိုင်းတောက်ကိုညှက်ပြမယ်ဒီဂျိုင်းတောက်ကဒီအချွန်နေရာကိုကင်ပြီးတော့ချိုးချိုးပြီးရင်ဒီတိုင်းချုပ်လိုက်မယ်ချုပ်လိုက်ပြီးရင်ဒီလိုအောက်ဘက်ကိုလှည့်လိုက်ဒါဆိုရင်ဒီလက်ပေါက်ကဒီမှာတစ်ဆက်တည်းပြန်ဖြစ်သွားပြီเนาะအရှိကို4စိတ်တိုးထားပြီးမယ်ဒီနေရာပြန်ပြီးတော့ white သွားပြီเนาะကိုလိုချင်တဲ့နေရာပြန်ဖြစ်သွားပြီဒီနဲ့တစ်ဆက်တည်းဖြစ်သွားပြီเนาะအဲဆိုရင်ဒီမှာဂျိုင်းတောက်ရပြီအောက်တောက်ရပြီဒါဆိုလို့ရှိရင်ဒါရင်ကဖောင်းသွားမယ်ကိုလုံးကပိုလှသွားမယ်เนาะဒီဥစ္စာကဒီလိုမျိုးဒါကတော့လိုအပ်တဲ့သူမှထည့်တယ်တကယ်လို့မလိုအပ်လို့ရှိရင်ကြတော့ဒီနေရာမှာဒီဂျိုင်းတောက်ကိုမလိုအပ်ဖက်နဲ့ထည့်လိုက်လို့ရှိရင်ဒီရင်ဘက်နေရာဖောင်းနေတယ်သူ့ရဲ့ရင်အုံရှိတာတဲ့အင်ဂျီကပိုဖောင်းနေမယ်နိုးဗရာမဟုတ်ဘူးเนาะအခုပြောပြတာဂျိုင်းတောက်လေးနဲ့တေးသေးသက်သက်လှလှပပလေးပြီးသွားပါပြီတင်းနှင်းစင်လိုအပ်ထည့်ချုပ်တဲ့အခါမှာတေးသက်လှပနေလို့ကစတမာတွေကြီးများမလားဈေးစစ်မလားဆိုတာကိုစိတ်မပူရတော့ဘူးเนาะ